Hello အားလုံးမင်္ဂလာပါကျွန်တော်ဒူးနေပတ်စံရှာမယ်ဒူးဒီကိုခန့်ပါအခုပြောပြမယ့်အချက်ကကျွန်တော်တို့ပေါ့နော်ဒီမနက်အလဲ3ခုပေါ့နော်အလဲ3ခုတည်းဖြစ်ရမယ်မနက်6ထိပ်ဖြစ်ရမယ်ပြောချင်တာ639တဒန်းနဲ့ဖြစ်တာပေါ့နော်639တဒန်းနဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘာလိုက်မလဲဆိုတော့2ရက်တွင်ဘာလိုက်မလဲပေါ့နော်2ရက်တွင်မှာဆိုရင်သူ16ချိန်လိုက်တယ်ဒီမှာဆိုရင်16ချိန်ဒီမှာ16ချိန်ဒီမှာ16ချိန်ဒီမှာ16ချိန်16ချိန်လိုက်တယ်ပြီးရင်အဲ့16ချိန်ကိုအခွေနှစ်ခုထွက်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တစ်ခုပဲယူမယ်ဒီ1638ခွေပါဝါခွေပဲယူမယ်ပေါ့နော်1638ခွေထွက်တယ်2ရက်တွင်ဒီမှာ1638ခွေ1638ခွေ1638ခွေ1638အခွေနော်အဲ့ဟာရဲ့ပြီးရင်နောက်တစ်ခုကကျတော့နှစ်ခွန် break လိုက်တယ်ဒီမှာနှစ်ခွန် break 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 ဒီတချိန်တော့3ရက်ကြာသွားထားပါတော့ကျွန်တော်တို့အဓိကပြောချင်တာ1638အခွေကိုပြောမှာနော်1638အခွေလိုက်တယ်နော်ဒီမှာဆိုရင်2ရက်တွင်လိုက်တယ်1638အခွေ1638ခွေ1638ခွေ1638ခွေ16ချင်းဒီလာရင်အဲ့1638ခွေနဲ့လာလိမ့်မယ်နော်အဲ့ဆိုရင်ကျွန်တော်တို့ main ပြီးတော့နောက်တစ်ခုကကျတော့တနေ့နေ့ဒီ sorry တနေ့နေ့ဖြစ်ကိုနောက်တစ်ရက်မှာချက်ချင်းပဲ4 break လိုက်တယ်ဒီမှာဆိုရင်4 break 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 9 break အဲ့ဆိုရင်1638မှာလဲဒါ131638အခွေ16ချင်းနဲ့ညှိရအားလုံးဘုံတူနေရ4 break လေးညှိရဆိုရင်ကျွန်တော်တို့ main ဆော့အမယ်ဟာဒီ131638ဆိုရဲ4ခွက်ပဲပေါ့နော်ဒါအင်္ဂါနေ့အတွက်အဲ့ဒီ4ခွက်ကိုဆော့မယ်ပေါ့နော်နော်131638ဆိုရဲ4ခွက်ကိုဆော့ရမယ်နော်အဲ့ဆိုရင်ကျွန်တော်တို့အင်္ဂါနေ့မှာ131638 4ခွက်ပေါ့နော်ကျွန်တော်ဒီ4ခွက်ကိုအင်္ဂါနေ့မှာဆော့မယ်ပေါ့နော်နော်131638 4ခွက် main 4ခွက်ပေါ့နော်ကျွန်တော် main 4ခွက်ကိုအင်္ဂါနေ့မှာဆော့မယ်ပေါ့နော်ဒါကတမူပေါ့နော်နောက်ထပ်မူတွေကျန်သေးတယ်ကျွန်တော်ဒီအင်္ဂါနေ့အတွက်ပြောမယ့်ဟာပေါ့နော်ဒါကတမူပါမှတ်ထားလိုက်ပေါ့နော်ကဲအားလုံးမနေ့ပြန်ဒီ